သိပ္ပံပညာဆိုတာကျွန်တော်တို့ပတ်ဝန်းကျင်နဲ့စัจ java လာကြီးအတွင်းမှာထိပြက်နေတဲ့အရာရာကိုအချက်အလက်စမ်းသပ်ချက်နဲ့အကျိုးအကြောင်းစင်ကျင်တုံတရားတွေအပေါ်အခြေခံပြီးစနစ်တကျလေ့လာတဲ့ပညာရပ်ဖြစ်ပါတယ်။သိပ္ပံပညာရဲ့အနှစ်သာရကိုနားလည်လွယ်အောင်အောက်ပါအတိုင်းခွဲခြားတင်ပြပေးလိုက်ပါတယ်။တစ်သိပ္ပံပညာ၏အဓိကခန္ဓာကြီးများသိပ္ပံပညာကိုလေ့လာတဲ့နယ်ပယ်အလိုက်၃ပိုင်းအဓိကခွဲခြားနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာသိပ္ပံ physical science သက်မဲ့အရာဝတ္ထုတွေကိုလေ့လာတာပါ။ယူပဗေဒ physics စွမ်းအင်အလင်းအတန်နဲ့ရုပ်ဝတ္ထုတွေရဲ့လှုပ်ရှားမှုကိုလေ့လာတယ်။ဓာတုဗေဒ chemistry ဒြပ်စင်တွေဓာတုပြုမှုတွေနဲ့ဒြပ်ဝတ္ထုတွေရဲ့ဖွဲ့စည်းပုံကိုလေ့လာတယ်။ဇီဝသိပ္ပံ life science biology သက်ရှိတွေကိုလေ့လာတာပါ။လူတရိတ်ဆန်အပဲ့နဲ့အလွန်သေးငယ်ရဲ့ပိုးမွှားလေးတွေရဲ့ဘဝဖြစ်စဉ်ကိုလေ့လာတယ်။ကမ္ဘာနဲ့စัจ java လာသိပ္ပံ earth and space science ကျွန်တော်တို့နေထိုင်တဲ့ကမ္ဘာမြေကြီးရာသီဥတုကျယ်နဲ့ကြိုတွေအကြောင်းကိုလေ့လာတယ်။နှစ်သိပ္ပံနည်းကျလေ့လာမှုပုံစံ scientific method သိပ္ပံပညာရှင်တွေဟာအဖြေတစ်ခုကိုရှာဖွေတဲ့အခါအဆင့်ဆင့်လှုပ်ဆောင်ကြပါတယ်။လေ့လာခြင်း observation ထူးခြားတာတစ်ခုကိုတွေ့ရှိခြင်းမေးခွန်းထုတ်ခြင်း question ဒါဘာကြောင့်ဖြစ်တာလဲလို့မေးခြင်းခန့်မှန်းချက်ထုတ်ခြင်း hypothesis ဖြစ်နိုင်ခြေရှိတဲ့အဖြေကိုကြိုတင်ခန့်မှန်းခြင်းစမ်းသပ်ခြင်း experiment ခန့်မှန်းချက်မှန်မှန်လက်တွေ့စမ်းသပ်ခြင်းကောက်ချက်ချခြင်း conclusion ရလဒ်ကိုကြည့်ပြီးအဖြေထုတ်ခြင်း၃သိပ္ပံပညာ၏အကျိုးကျေးဇူးများသိပ္ပံပညာဟာလူသားတွေရဲ့နေထိုင်မှုကိုလုံးဝပြောင်းလဲပေးခဲ့ပါတယ်။ကျန်းမာရေးကာကွယ်ဆေးတွေပဋိဇီဝဆေးတွေနဲ့ခွဲစိတ်ကုသမှုနည်းပညာများဆက်သွယ်ရေးဖုန်းအင်တာနက်နဲ့ဂရုတူနည်းပညာများတည်ယူပို့ဆောင်ရေးကားလေယာဉ်နဲ့အာကာသယာဉ်များစွမ်းအင်လက်ရှင်မီနေရောင်ခြည်စွမ်းအင်နဲ့နျူကလ িয়ার စွမ်းအင်များ၄ထင်ရှားသောသိပ္ပံပညာရှင်ကြီးအချို့ Isaac Newton ကမ္ဘာဆွဲအား gravity ကိုရှာဖွေတွေ့ရှိသူ Albert Einstein နှိုင်းရာ theory relativity ကိုဖော်ထုတ်သူ Charles Darwin စင်ကက်ပြောင်းလဲမှု theory evolution ကိုတင်ပြသူ Marie Curie ရေဒီယိုတတိကွာမှုကိုလေ့လာပြီးနိုဘယ်ဆုဝင်ခြင်းရရှိသူအမနစ်ချုပ်သိပ္ပံပညာဆိုတာအမှန်တရားကိုရှာဖွေတဲ့ခရီးစဉ်တစ်ခုပါဒီနေ့သိပ္ပံပညာကြောင့်ကျွန်တော်တို့ဟာအတိတ်ကလူတွေမသိနိုင်ခဲ့တဲ့စัจ java လာရဲ့လျှို့ဝှက်ချက်တွေကိုနားလည်လာကြတာဖြစ်ပါတယ်